ဟုတ်ကဲ့ပါအခုဒီရုပ်ရှင်လောကအတွက်ကိုအခုဖြစ်စေခြင်းတဲ့ဒီစီယုံမှုကိုပြောနေတဲ့အချိန်မျိုးမှာအခုအရင်ဖြစ်စေခြင်းတဲ့စိတ်ခံစားချက်ရဲ့အခုရဲ့မျက်နှာမှာခံစားရပါတယ်ခင်ဗျဟိုဖြစ်လဲဖြစ်တော့မယ်လို့ခံစားမိပါတယ်ခင်ဗျဒါပေမဲ့လက်ရှိအချိန်ကတော့တော်တော်လေးကိုရုပ်ရှင်မစီမယုံဖြစ်နေရဆိုပြီးတော့ဟိုပညာရှင်တွေအကုန်လုံးကတုံးသက်ကြနေတဲ့အပိုင်းတွေအများကြီးရှိနေပါတယ်ကိုညီလေးဘယ်လိုပြောမလဲဆိုတော့အကိုတယောက်တည်းရဲ့အမြင်ပါပဲเนาะဟုတ်ဆိုတော့အကိုတို့ဒီရုပ်ရှင်အစီအရုံအကယ်ဒမီတခုတည်းမဟုတ်ဘူးလေအကိုတို့တနိုင်ငံလုံးမှာရှိတဲ့ဟိုအစိတ်အပိုင်းအသီးသီးပြည့်စုံသောဖွဲ့စည်းပုံတွေနဲ့ပြည့်စုံသောစီမင်းစည်းကမ်းတွေနဲ့တိစောက်ခဲ့ကြရတာမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့အဖွဲ့အစည်းအသီးသီးနေရာဒေသအသီးသီးမှာလိုအပ်ချက်တွေဆိုတာဘယ်နေရာမှာပဲဖြစ်ဖြစ်ရှိနေတာပဲဆိုတော့အဓိကအခုAcademy ပဲဖြစ်ဖြစ်ရုပ်ရှင်အစည်းအဝေးမှာရှိတဲ့ Constitution တွေပဲဖြစ်ဖြစ်စသဖြင့်ဒါတွေအကုန်လုံးကဟိုပြည့်စုံသောစီမင်းစည်းကမ်းတွေမဟုတ်ဘူးဖွဲ့စည်းပုံတွေမဟုတ်ဘူးဆိုတော့အကိုတို့ကလူကိုလိုက်ပြင်နေလို့မရဘူးဒီလူမကောင်းဘူးဆိုပြီးနောက်လူထပ်တင်လဲဒီပုံစံမျိုးဖြစ်နေအောင်ပါပဲဆိုတော့ဒီမှာရှိနေတဲ့ဖွဲ့စည်းပုံနဲ့စီမင်းစည်းကမ်းတွေကိုဟာခွဲမရှိအောင်လက်ခွဲမရှိအောင်စဉ်းစားနိုင်ပြီးတော့ဒီဖွဲ့စည်းပုံနဲ့ဒီစီမင်းစည်းကမ်းလိုက်နာရမယ့်ဟာတွေကိုကိုတို့ကပြင်လိုက်နိုင်တယ်ဆိုလို့ရှိရင်ဘယ်သူပဲလာဒီတပုံစံနဲ့ပဲဝင်သွားပြီးလို့ရှိရင်အမြဲတမ်းစနစ်ကြနေမှာပဲဆိုတော့အကိုတို့ကပုံကိုဆိုတာကိုစဉ်းစားဖို့အထက်ကိုဒီစီမင်းစည်းကမ်းဆိုတဲ့ဟာကိုဘယ်လိုတိဆောက်ကြမလဲအဲ့ဒါကိုစဉ်းစားဖို့လိုတာပေါ့နောက်တစ်ချက်ကကြတော့လေလိုအပ်ချက်ဆိုတာရှိနေအောင်မှာပဲဥပမာခုကိုလူမင်းလုပ်တယ်ကိုလူမင်းဟာ100 ရာခိုင်နှုန်းအပြည့်ဝမကောင်းဘူးဆိုတာ तू လောက်တာမကောင်းဘူးဆိုတာ तू ကိုယ်တိုင်လည်းသိတယ်အကိုလည်းသိတယ်ဒါပေမဲ့မကောင်းဘူးဆိုရပေမဲ့ဒါသူ့အပြစ်မဟုတ်ဘူးမကောင်းတော့မကောင်းဘူးဘာလို့လဲဆိုတော့ရတဲ့အထဲမှာ तू အကောင်းဆုံးဖြစ်အောင်လုပ်နေရတယ်ဆိုတာကိုတော့အကိုအနေနဲ့ခံစားရတယ်ဆိုတော့ तू မဟုတ်ဘူးဘယ်သူလုပ်လို့လဲမကောင်းနိုင်သေးဘူးဘာလို့လဲဆိုတော့ဒါကဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာဒီလိုပဲဖြစ်နေဦးမှာပဲဆိုတော့သူမလုပ်ဘူးဆိုလို့ရှိရင်တခြားဘယ်သူလုပ်မလဲအဲ့လိုမျိုးဆိုရင်ကိုတို့မှလည်းအဖြေကတိကျတဲ့အဖြေမျိုးမရှိဘူးဟုတ်ဆိုတော့တခုရှိတာကအခုမကိုလူမင်းပေါ့ပြဿနာတခုကဘာပဲရှိလဲဆိုတော့ तू ကမင်းသားတယောက်ဖြစ်နေတယ်မင်းသားတယောက်ဖြစ်နေတယ်ဆိုတဲ့အခါကျတော့သူ့မှာရိုက်ကူးရေးကိစ္စတွေအများကြီးရှိတဲ့အခါကျတော့ဒီပေါ်မှာအလုပ်ကိုအချိန်ပြည့်တော့ तू မပေးနိုင်ဘူးအဲ့တခုကတော့ပြဿနာနည်းနည်းရှိတယ်အဓိကကတော့ဒီပေါ်မှာအချိန်ပြည့်အာယုံစိုက်ပြီးတော့လုံနိုင်နေရင်တော့ပို့ပြီးတော့ကောင်းတာပေါ့အချိန်ပြည့်မပေးနိုင်ဘူးပေါ့သူ့ရဲ့ရက်တည်မှုနဲ့သူ့ရဲ့အလုပ်ကလည်းအများကြီးရှိနေသေးတာကိုအဲ့ဒီခါကျတော့သူကိုယ်တိုင်ရဲ့ဟလာ live တော့ကောဒီဘက်တော့ကောဆိုတော့သူကိုယ်တိုင်လည်းအရင်ပန်ပန်းတယ်နောက်တစ်ချက်ကကဲကိုလူမင်းမလုပ်ဘူးဆိုလို့ချင်းကဲပြည်တီဦးမင်းအဲ့နေရာမှာဝင်လို့မလားဆိုတော့အကိုလည်းဘလို့မှမလုပ်နိုင်ဘူးဆိုတော့အကိုမလုပ်နိုင်တဲ့နေရာအကိုကိုယ်တိုင်တော့မှပဲဟလာဒါဟိုကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ခွန်အားဟလာဒါတွေအကုန်လုံးကိုဆွတ်လို့ပြီးတော့မလုပ်နိုင်တဲ့ဟာတခုကို तू လုပ်တယ်ဆိုလို့ရှိရင်ဒါအကိုအနေနဲ့သူ့ကိုဒါချီးကျူးရမှာပဲလေဥပမာဟိုဦးမျိုးပေါ့နော်ဟိုဦးမျိုးဆိုတာလဲကိုယ့်ရဲ့ဆရာအရင်ပဲလေအဲ့တော့ဦးမျိုးပြောတဲ့ဟာတွေအကုန်လုံးကြတော့လေအကိုတို့အနေနဲ့လက်မခံအောင်မဟုတ်ဘူးဦးမျိုးရဲ့ခံစားချက်နော်ဦးမျိုးရဲ့ရက်တီချက်သူရဲ့စဉ်းစားတာဒါတွေအကုန်လုံးလဲမှန်တာပဲသိရမလားအဲ့တော့ဒီအပေါ်မှာအဓိကလိုအပ်တာကတော့ဟိုတကယ်ဆိုလို့ရှိရင်ဦးမျိုးမင်းဆိုတာကကြတော့လေကိုလူမင်းရဲ့ဆရာပဲဆရာအနေထားမှာရှိခဲ့တာပဲဒါဦးမျိုးနဲ့ကားတွေရိုင်းရင်ကိုလူမင်းလည်းအောင်မြင်ခဲ့တာပဲဟုတ်ကဲ့ဟုတ်ဆိုတော့ဒါတွေအကုန်လုံးကတကယ်ကတော့အကုန်လုံးကကျွန်တော်တို့တလောကလုံးကညီအကိုတွေသားအဖတွေမိသားစုတွေပဲအဲ့တော့ဟိုအမြင်မတူတဲ့အချိန်မှာတော့မတူဘူးဖြစ်မှာပဲမတူတဲ့အချိန်မှာလည်းပုံမှန်လင်းပြောကြမှာပဲပြီးလို့ရှိရင်အကုန်လုံးကစီစီလေးလုံးညီညွတ်နေအလုပ်ပြန်လုပ်မှာပဲအခုအမှန်သောစကားပြောတာညကလေအခုအိမ်မက်တယ်အိမ်မက်ထဲမှာလေဦးမျိုးမင်းရဲ့ကိုလူမင်းရဲ့အကိုရဲ့3ယောက်ကားရိုက်နေတာဟာအခုမှသတိရတယ်အခုပြောနေမှသတိရတယ်တဲ့လားအကိုညကလေဟာအကိုလေဟာကြဝမ်းနေတာပြောကြအခုညီလေးနဲ့စကားပြောတဲ့အချိန်မှာကိုသတိရတာဟုတ်ဟာဦးမျိုးမင်းကလည်းသူ့ရဲ့အယူဆတွေပြောကိုလူမင်းကသူ့ရဲ့ရှူတင်မှာ3ယောက်ကားတွေရိုက်နေကြတာအဲ့အကိုရဲ့အိမ်မက်ကအခုပြောပါဆိုလို့ရှိရင်အကိုရဲ့ကိုလူမင်းရဲ့ဦးမျိုးမင်းကကားရိုက်ချင်တာပဲဟုတ်ကဲ့ဟာဦးမျိုးမင်းစီလည်းဖုန်းဆက်ကြည့်ပါဦးမယ်
ရိုက်ဖို့စီစဉ်ရှိလားဆိုတော့ ရှိမှာပါဘာလို့ဆိုတော့အကိုရဲ့ဆရာအကြောင်းလဲအကိုသိတယ်အခုဆရာရန်တော်တကယ်တော်လဲတော်တယ်အကိုတို့အပေါ်မှာဆိုလို့ရှိရင်တကယ်ကိုသားသမီးလို့တကယ်ကိုတပည့်လို့တကယ်ကိုစေနာရှိသောဆရာတကယ်ကိုလည်းစိတ်သဘောထားပြေဝပြီးတော့တကယ်ဟိုအကိုတို့ဆိုလို့ရှိရင်တကယ်ကိုသားသမီးလိုမျိုးလေဟိုအမြဲတမ်းပဲ့ပင်ဆုံးပါတယ်ဆရာလေးဆိုတော့ဟိုဒါအခုဘဝမှာတော့ဦးမျိုးမင်းရဲ့ကျေးဇူးတွေအများကြီးပါဟုတ်ကဲ့ပါခင်ဗျရုပ်ရှင်စကားတကာကောင်းဖို့အတွက်ဆိုလို့ရှိရင်အကိုဟာဟိုဇလန်အသေးစိတ်ကစားပေါ့နော်ကိုနဲ့မဆိုင်တဲ့ဟိုတာဝန်လို့တချို့ထင်မြင်နိုင်တယ်ဆိုပေမဲ့အကိုဟာဗတ်ပေါင်းဆောင်ကစဉ်းစားပြီးတော့စကားတကာကောင်းဖို့အတွက်ကိုအကိုဘယ်လောက်ထိဖန်တီးတယ်လဲဆိုတော့ခံယူချက်တွေကိုခန်းစားတွေ့မြင်ရပါတယ်ခင်ဗျဒီလိုမျိုးအကိုဖန်တီးတဲ့အခါမျိုးတွေထဲမှာလဲဟိုအထင်လွဲစရာကိစ္စတွေကရိုက်ကွင်းပေါ်မှာလည်းဖြစ်နိုင်တယ်လို့ရိုက်ကွင်းပြင်ပမှာလည်းအများကြီးဟိုဖြစ်နိုင်တယ်ဆိုတော့လည်းခန်းစားမိပါခင်ဗျပရိသတ်ကြားထဲမှာလည်းတော်တော်လေးအခုချိန်ထိဟိုပြောစမှတ်လည်းဖြစ်ခဲ့တယ်ဆိုတော့အကြောင်းအများကြီးရှိပါတယ်အဖြူအောင်ရဲတိုက်နဲ့ပတ်သက်ပြီးတော့အကြောင်းပါအကိုကအကောင်းဆုံးဘက်ကနေပြီးတော့အကိုတို့ဖန်တီးတယ်အကိုရဲ့ခံယူချက်ကိုရှင်းပြတယ်ဆိုပေမဲ့လည်းဟိုတစ်ဖက်တည်းရဲ့ဒီရှင်းပြတဲ့အကြောင်းအရာတွေထဲမှာဟိုရိုက်ကွင်းရဲ့နောက်ွယ်မှာပြောမပြနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဆိုတဲ့စကားတွေကိုလည်းထုတ်ဖော်ပြောဆိုလာတော့တွေ့မြင်ရပါတယ်အဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိချင်ပါတယ်ခင်ဗျာဟုတ်အဓိကတော့ကျွန်တော်အဲ့ဒီအချိန်တုန်းကတည်းကဟိုပြောလို့ရတဲ့အတိုင်းအတာတွေအားလုံးတော့ကျွန်တော်အနေနဲ့ဟိုပြပြတသားဟိုပေါ့နော်ပြောလို့ရတဲ့အတိုင်းအတာတွေတော့ကျွန်တော်ပြောပြခဲ့ထားပြီးသားပါကျွန်တော်လူဆိုတော့ဘယ်လိုပြောမလဲဆိုတော့ဟိုအရာရာတိုင်းမှာအများနဲ့ကံမကောင်းနိုင်ဘူးဗျာခုနကျွန်တော်ပြောသလိုပေါ့အကယ်ဒမီနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ကကံကောင်းတယ်အဲ့လိုကံကောင်းသလောက်ပေါ့နော်ကိုမလုပ်ခဲ့တဲ့ကိစ္စတွေအတွက်ကိုအထင်အမြင်လွဲခံရတဲ့နေရာမှာတော့ကျွန်တော်တော်တော်ကန်ဆိုးတယ်ကျွန်တော်ကအဲ့ဒီဒဏ်တွေကိုတော့ကျွန်တော်အမြဲတမ်းခံရတယ်ကျွန်တော်ဘောမှာအဲ့လိုကိစ္စမျိုးပေါ့နော်ကျွန်တော်ဘလောက်ပဲယုံကြည်ကျွန်တော်ဟာဘယ်သူ့ပေါ်မှာမယုံပါခဲ့ဘူးကျွန်တော်ဘယ်သူ့အပေါ်မှာကျွန်တော်မတရားမလုပ်ခဲ့ဘူးကျွန်တော်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတာလွယ်လို့ရှိရင်ကျွန်တော်သူများကိုကူညီဖို့ကလွယ်လို့ရှိရင်သူများကိုဒုက္ခရောက်အောင်လုပ်ဖို့သူများကိုချနှင်းဖို့ဆိုတဲ့ကိစ္စဟာကျွန်တော်စိတ်ကူးတော့မမြင်ဘူးကျွန်တော်ဥပမာကိစ္စတစ်ခုကိုဖြည့်ရှင်းလိုက်တဲ့အခါမှာသူများကိုဖြည့်ရှင်းလိုက်တာကြောင့်သူများကိုတွားပြီးထိခိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မဖြည့်ရှင်းတော့ဘူးသူများကိုထိခိုက်အောင်ဖြည့်ရှင်းပြီးတော့မှကျွန်တော်ပြန်ပြီးအဆင်ပြေမယ်ဆိုရင်ကျွန်တော်အဲ့ဒါကိုမယူဘူးကျွန်တော်ခက်ခဲရင်ခက်ခဲမယ်ကျွန်တော်ပြန်တိဆောက်ပြီးယူမယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကြောင့်သူများစိတ်မစင်ရဲစေခြင်းကိုတခုတော့ရှိတာပေါ့နော်ဘဝမှာကျွန်တော်ဟာဟိုမကောင်းတဲ့အကောင်တရားဆိုတဲ့အမဲဆက်မျိုးဖြစ်သွားမဲ့ကိစ္စမျိုးလောက်ဆိုလို့ရှိရင်တော့ကျွန်တော်နည်းနည်းရှင်းတယ်ဒါပေမဲ့တိတ်အများကြီးတော့ကျွန်တော်မရှင်းဘူးသူများကိုကျွန်တော်ဟိုမထိခိုက်စေချင်ဘူးဆိုတော့ကျွန်တော်အဲ့ဒီအပိုင်းတွေမှာတော့ကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ကံမကောင်းဘူးဗျဟုတ်ကံဆိုးတယ်ဒါပေမဲ့ကျွန်တော်ရဲ့ user ကတော့ကျွန်တော်စေတနာမှန်ရင်ကျွန်တော်စိတ်ထားမှန်လို့ရှိရင်တစ်ချိန်မှာဒီအခက်အခဲတွေဟာပြေကိုပြေလဲရမယ်ကျွန်တော်ဒီယုံကြည်ချက်နဲ့ပဲကျွန်တော်နေတယ်လုံးဝတစ်သက်လုံးမပြေလဲဘူးဆိုလို့ရှိရင်တော့ကျွန်တော်မကောင်းလို့ပဲဖြစ်မှာဆိုတော့ကျွန်တော်တော့ယုံကြည်တယ်ကျွန်တော်ဘသူအပေါ်မှာကျွန်တော်မကောက်ချစ်ဘူးကျွန်တော်ဘသူအပေါ်မှာကျွန်တော်မယုံပါဘူးကျွန်တော်ဘသူကိုမှမကောင်းတဲ့စိတ်မမွေးဘူးဒါဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အမြဲတမ်းဖျားရှိခိုးတိုင်းမှာကျွန်တော်သစ္စာဆိုတယ်ကျွန်တော်အဲ့လိုအလုပ်မျိုးတွေကျွန်တော်မလုပ်ခဲ့ဘူးပေါ့နော်အဲ့လိုဒီမှန်ကန်တဲ့သစ္စာစကားကြောင့်ကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲကျွန်တော်ရင်ဆိုင်နေရတဲ့ပြဿနာကျွန်တော်ကြော်လာနိုင်ပါစေကျွန်တော်ဒါပဲဆုတောင်းတယ်အဲ့တော့ကျွန်တော်ဘဝမှာလုံးဝလဲပြိုမလို့ဖြစ်ခဲ့တဲ့အကျင့်တွေအယမ်းများခဲ့တယ်ဒါပေမဲ့လုံးဝလဲပြိုမသွားအောင်တော့ကျွန်တော်အဲ့သစ္စာတရားလေးတွေကိုကျွန်တော်အားကိုးပြီးတော့ကျွန်တော်အကျင့်ချင်းပြန်ပြီးတော့ထနိုင်တယ်ပေါ့နော်ထနိုင်ခဲ့တယ်ပေါ့ကျွန်တော်လိုချင်တဲ့အနေအထားမျိုးလောက်ထိတော့မရောက်သေးပါဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းနေပါတယ်ကျွန်တော်ဘဝမှာဒီလိုကိစ္စမျိုးလေးကနှစ်ခုလောက်တော့ရှိတယ်နှစ်ခုသုံးခုလောက်ပေါ့နော်ပေးသက်တဲ့အထင်မြင်လွဲမှားစရာကိစ္စမျိုးလေးတော့ရှိတယ်ဒါပေမဲ့အထင်မြင်လွဲမှားတဲ့အတိုင်းပဲကျွန်တော်ထားပါတယ်ကျွ
ကျွန်တော်မရှင်းဘူးလူတွေအကုန်လုံးကကိုကိုအမှန်တိုင်းမြင်နိုင်ဖို့အတွက်ကိုနည်းနည်းတော့ခက်ခဲတယ် အကုန်မှန်တိုင်းမြင်နေဆိုတဲ့အရာ ကျွန်တော်ရုပ်ကမင်းသားရုပ်မဟုတ်ဘူးပေါ့ဗျာသိရမလားဆိုလေသိရမလားအမှန်တိုင်းမြင်တယ်ဆိုတာသိရမလားကျွန်တော်ဒီတိုင်းနေလို့ရှိရင်ကျွန်တော်ဘယ်သူမှမင်းသားတင်ရိုက်စရာအကြောင်းကိုမရှိဘူးလေဟိုကတအားကြီးချောမောပြီးတော့လှပနေရဆိုရင်တော့လည်းတစ်မျိုးလေ ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည့်စင်ဝင်ပပန်းနုရအလှကိုပိုင်ဆိုင်စေမယ့် Pond's White Beauty မျက်နှာသစ်ဆက်ပြာမှဖြစ်ပါတယ်ရှင်